James Software တဲ့အချိန်တိတ်မရှိတဲ့သူတွေမအားတဲ့သူတွေအတွက်လုပ်လို့ရတဲ့ full body workout ပြပေးပါမယ်ဒီနေ့ပြပေးမယ့် workout ကိုတစ်ပတ်ကို3ရက်လုပ်ပြရနဲ့လုံလောက်ပြီကြည့်နေတဲ့သူက exercise လုပ်ဖို့အတွက်အချိန်အများကြီးမရှိပါနဲ့ခန္ဓာပြောင်းလဲချင်နေဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်ပြီးလိုက်လုပ်ကြည့်လိုက်ပါကဲအပေါ်ပိုင်းအတွက်ပထမဆုံး exercise အနေနဲ့ chest press တစ်မျိုးလုပ်ပေးမယ်ဒီ set ကိုသုံးလို့ရတယ်ဒါမှမဟုတ် set မရှိဘူးဆိုရင်တော့ weight တုံးနဲ့လုပ်လို့လေရတယ်ရင်အုပ်ထိစေတဲ့ exercise တစ်ခုခုသုံးပြီးလုပ်ရတဲ့ exercise တစ်ခုလုပ်ပေးမယ်ဒုတိယ exercise နဲ့နောက်ကျောတစ်ခုလုံးထိစေတဲ့ dumbbell row လုပ်မယ်နောက်ကျောတစ်ခုလုံးထိစေတဲ့ exercise တစ်မျိုးပဲရွေးပြီးလုပ်ရမယ်ဆိုရင်တော့ဒီဟာမစုံဆိုတော့ဒီကောင်လေးလုပ်ပေးမယ်တတိယ exercise အနေနဲ့လက်မောင်းအတွက် bicep curl လုပ်ပေးမယ်လက်မောင်းကြီးထွားခြင်းပဲဖြစ်ဖြစ်ကြက်လက်ခြင်းပဲဖြစ်ဖြစ်လက်မောင်းအတွက် exercise တစ်မျိုးပဲလုပ်ရမယ်ဆိုတော့ဒီ exercise ကိုပဲရွေးပြီးလုပ်ပေးလက်မောင်းရှေ့ဖက်ပြီးသွားပြီဆိုတော့လက်မောင်းအနောက်ဖက် tricep အတွက် cable machine မှာ tricep push down လုပ်ပေးမယ်ဒီလိုဘားလေးကိုသုံးပြီးကျွန်တော်ခုလုပ်သလိုတရောင်ဆက်တရောင်ကွေးတောင်ဆက်ဒီလိုလုပ်နေဆိုရင်တော့ tricep ထိရောက်စေလိမ့်မယ် tricep အတွက်အကောင်းဆုံး exercise အထိရောက်ဆုံး exercise တစ်မျိုးရွေးလို့ပြောရင်တော့ကျွန်တော်ဒီဟာရွေးမှာပခုံးလုံးလေးဖြစ်ဖို့အတွက်ပခုံးအရှေ့ဘက်အတွက်ကောအလဲအောင်ကြွက်သားတွေထွက်ကော shoulder press လုပ်ပေးမယ်လူတော်များများထင်ကြဒီ exercise လုပ်တာနဲ့ပခုံးအရှေ့ဘက်ပဲထိတယ်လို့ထင်ကြတကယ်တော့မဟုတ်အလဲဘက်လည်းထိစေတယ်ကဲအောက်ပိုင်းအတွက်ပထမဆုံး exercise အနေနဲ့ပေါင်ရှေ့ဘက်ကိုလည်းထိစေတယ်တင်ပါးကိုလည်းထိစေတဲ့ exercise အနေနဲ့ Smith machine မှာ Smith machine squat လုပ်ပေးမယ်အောက်ပိုင်းအတွက်ဒုတိယ exercise အနေနဲ့ပေါင်အနောက်ဘက်ကိုလည်းထိစေတယ်တင်ပါးကိုလည်းထိစေတဲ့ exercise Romanian deadlift Smith machine မှာလုပ်ပေးမယ်ကျွန်တော်ဆိုတော့ရိုးရိုး dumbbell တို့ barbell တို့လုပ်တာထက် Smith machine မှာလုပ်ရအောင်ပိုကြိုက်တယ်နောက်ဆုံး exercise အနေနဲ့ abs အတွက် exercise တစ်မျိုးလုပ်ပေးကြမယ်လုပ်ရတာလေအဆင်ပြေတယ်ထိရောက်တဲ့ exercise အနေနဲ့ leg raises လုပ်တာ recommend ပေးတယ်ကျွန်တော်ခုလုပ်သလိုပဲခြေထောက်ကိုဆန့်ပြီးနောက်ကျောခုံးနှစ်ထိခြေထောက်ကိုမပေးပါဒီလိုလုပ်မြင်ဆိုရင်တော့ bike ကကြွက်သားတွေပိုပြီးညှက်ခံရလိမ့်မယ်စံချအချိန်မှာထိန်ပြီးချပေးဖို့လည်းမမေ့ပါနဲ့ဒီပြပေးတဲ့ exercise ရှစ်မျိုးကိုနှစ်ကြော့စီလုပ်ပြီးတစ်ကြော့မှာရှစ်ချိန်ကနေ12ချိန်ဝန်းကျင်လောက်လုပ်ပေးရဆိုရင်တော့အဆင်ပြေပြီတစ်ပတ်ကို3ရက်လုပ်ပေးလိုက်လုံးဝအချိန်မရှိဘူးဆိုရင်တစ်ပတ်ကို3ရက်လောက်အချိန်ပေးပြီး workout လုပ်တာနဲ့အဆင်ပြေတယ်ပို့လို့ရင်တော့နည်းနည်းလေးတော့ပိုပေါင်းတာပေါ့ဗျာဒါပေမဲ့ဒီ3ရက်လုပ်တာနဲ့ခန္ဓာကိုပြောင်းလဲအောင်ဆော့ပေးလို့ရတယ်ထောက်ကူပြုလို့ဆိုရင်တော့ like and follow for more